ကဲအင်ထိုလေးတစ်ချက်ပြန်အင်ထိုလေးကြည့်ရအောင်ကမာကောင်လေးကိုထွက်လာနော်နေစီပန်းလေးနေစီပန်းရဲ့နေရာတွေဖြစ်နေတာနော်လေးပြီးတော့ဒီလိုမျိုးရတယ်ဆိုအန်တီတီကိုတာကောင်မလေးရှိရဲ့ကောင်လေးတွေတော့မျက်ရည်20တိုင်းတို့မျိုးကတော့မျက်ရည်20ပဲဒီကောင်မလေးကိုခေါ်လို့ပြင်ထားလိုက်တော့မျက်စိပါလေးကြည့်ရအောင်ဟဲ့ဒီဇိုင်းကာလာတော့မင်း၅ပါးကြွေးရင်တယ်ကွာဒီဇိုင်းကာလာတော့ဒီတိုင်းရတော့မင်းဒီတိုင်းရတော့မင်းတော်တော်ကြီးလွန်ပါတယ်ကွာမင်းတို့ကောင်မလေးကိုယူပြီးဒီတိုင်းတော့မယူပေးနဲ့နော်ဒါလေးပါထည့်ပြီမင်းနော်ဂန်းလေးပါယူပေးလိုက်အဲ့မှာဒန်းလေးနဲ့လှအောင်ပါလားဂန်းလေးပါယူပေးလိုက်အဲ့မှာဒန်းလေးနဲ့လှအောင်ပါအီမုတ်ကလည်းမစိုးဘူးနော်အဲ့အသေးပုံလေးဟုတ်တယ်ဒီဂလိုက်တာလေးတစ်ချက်ကြည့်မယ်ဟောဂလိုက်တာပလဲလေးနော်ဂလိုက်တာပလဲလေးပလဲလုံးလေးအဲ့အထဲတွေကဖြာကြီးလားနေစီပန်းပွင့်ဟောကြီးဖြာဟာနေစီပန်းပွင့်တယ်ကဲ M50 A4 ရဲ့ game message လေးတစ်ချက်ကြည့်အောင်game message လေးကမစိုးလို့ပြောလို့ရဒီအသေးပုံလေးပို့လာတယ် animation ကကြာတယ်နော်ရေမြုပ်လေးလည်းပါတယ်ကဲပုံးလေးရလည်းလှရလို့ပြောလို့ရတယ်မြားနဲ့ဘယ်လိုပြောလဲကွာအဲ့တော့မြားနဲ့မောင်လို့ပြောလားဘယ်လိုပြောလဲအင်ဂျယ်လားဟုတ်တယ်အင်ဂျယ်လေးနော်အင်ဂျယ်လေးပါလူပုံးလေးမှာရေလေးတွေရေပန်းလေးတွေနဲ့ရေတကွန်ပုံစံမျိုးကွာတိလားအဲ့လိုမျိုးဖြစ်နေဒီအခွန်ကကြည့်ရတာငါထင်ကမာခွန်ထင်နေဆိုတော့ပလဲရထွက်လာကမာခွန်တင်နေ hair fat ကတော့ထူးရောမဟုတ်ပါဘူးနည်း normal လောက်ပဲ hair fat ကတော့တိတ်မကြဘူး M50 A4 ရောင်းရင်ဟာအင်ဂျင်လေးကအော်ရောင်းမြားနဲ့မောင်လုပ်ပေးရအဲ့ဒါရောကျွတ်စင်နော်ကြည့်လိုက်ကျိုးနဲ့ရှိလိုက်တယ်နှစ်ယောက်လုံးပေါင်းပြီးလိုက်တယ်အသေးပုံလေးဖြစ်သွားတယ်ဟမ်ကံပေါ်မှာထိုင်ပြီးထိုင်နေဟုတ်တယ်ဟိုကတော့ဂန်နာမှာလူထိုင်ရတယ်အမလူထိုင်နေတာအဲ့တော့ထုတ်သိမ်း effect လေးရအောင်လှတယ်ရအောင်ခင်းအောင်လေးလှရနော်မင်းတို့ကောင်မလေးတွေကိုဖောက်ပေးလိုက်တော့ဒါကြီးအဲ့မင်းတို့အတွက်ဒီမှာမင်းတို့အတွက်ပြန်လာပြီ return ပြန်လာပြီကလေးမင်း EKN ဒီကလေးဆက်လိုက်ငါကြိုက်တယ်ဒါပေမဲ့ငါတော့ဖောက်နိုင်ဘောကွာ AC ပေါ့EKN game message မစိုးဘူးနော်ဒီ EKN နဲ့ game message return ပြန်လာတာယူပြန်လဲယူထားတဲ့ကန်ထဲမှာပါတယ်ကဲပုံးလေးရတော့အရှိခိက EJ ကပုံစံမျိုးဟုတ်တယ်ရှူးပြန်ထွက်လာတယ်ကျင်းကြောက်ရတယ်ဒါတော့ normal ပါပဲပုံဖြစ်သွားတဲ့ animation လေးကတော့မစိုးဘူးလို့ပြောလို့ရတယ်ဒါတော့ normal ပဲကြာတဲကြီးထွက်တာပေါ့သူကဟိုရှေ့ခေ Egypt ဘက်က vibe သွားတော့တဲကြီးထွက်လာအထုပ်သိမ်းကြီးမစိုးဘူးလို့ပြောလို့ရလဲထားတဲ့နော်လဲထားတဲ့IKEA ထဲမှာပါတယ်